မော်မျက်စိနဲ့ရှေးအောင်ပစ္စည်းတစ်ထည်မှအမျိုးသမီးတစ်ယောက်ဟာလမ်းမပေါ်မှာစပိန်စီရင်မတော်တဆချော်လဲကျသွားခဲ့ပါတယ်။အဲ့ဒါလိုလဲကျတဲ့အချိန်နဲ့လမ်းဘေးကရှေးဝေါင်းတစ်လုံးကိုတိုက်မိပြီးခွဲလိုက်မိပါတော့တယ်။ဒါပေမဲ့အဲ့ဒီမတော်တဆမှုကနေပဲသူမဟာထူးဆန်းတဲ့စွမ်းအားတစ်ခုကိုရရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့မျက်လုံးတွေဟာဘယ်ပစ္စည်းကရှေးအောင်ပစ္စည်းအစ်စ်လဲဘယ်ပစ္စည်းကတော့တန်ဖိုးရှိလဲဆိုတာကိုအလိုလျောက်ခွဲခြားသိမြင်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်။ရှေးအောင်ပစ္စည်းဆိုင်ရှင်ကတော့သူမခွဲလိုက်တဲ့အိုးဟာတန်မင်းဆက်ကအဖိုးတန်အိုးဖြစ်လို့ဒေါ်လာ2သိန်းထိရော်ကြီးပေးရမယ်လို့အကြက်ခံခဲ့ပါတယ်။ဒါပေမဲ့သူမကတော့သူမရဲ့အစွမ်းနဲ့ကြည့်လိုက်တဲ့အခါအဲ့ဒီအိုးဟာဒေါ်လာ80တောင်မတန်တဲ့ပစ္စည်းအတုဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမဟာအိုးချမ်းပဲကိုကောက်ယူပြီးလူတိုင်းရှိမှတက်တည်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီအိုးဟာ2025ခုနှစ်မှာထုတ်ထားတဲ့ပစ္စည်းဖြစ်နေတာကိုအားလုံးကမြင်သွားကြပါတော့တယ်။ဆိုင်ရှင်ဟာအရှက်ရသွားပေမဲ့အရှော်မပေးဘဲဆက်ပြီးရန်လုံနေတော့မှသူမကဆိုင်ထဲကအမိုးတိုင်ထိုးထားတဲ့အိုးတစ်လုံးကိုတွေ့သွားခဲ့ပါတယ်။သူမရဲ့မျက်လုံးအစွမ်းအရာအဲ့ဒီအိုးဟာဒေါ်လာ1 သန်းလောက်တန်ဖိုးရှိနေပေမဲ့ဆိုင်ရှင်ကတော့ဒါကိုအတူတူထင်မှတ်နေတာကြောင့်ဒေါ်လာ2000နဲ့ပဲရောင်းလိုက်ပါတော့တယ်။သူမကအဲ့ဒီအိုးကိုဝယ်ယူပြီးတခြားရှင်းအောင်ပစ္စည်းဆိုင်တစ်ဆိုင်ကိုတွားပြတဲ့အခါမှာတော့ဆိုင်ရှင်ဖြစ်သူကဒါဟာအလွန်ရှားပါးတဲ့ပစ္စည်းအစစ်ဖြစ်ကြောင်းချက်ချင်းသိမြင်သွားခဲ့ပါတယ်။ဆိုင်ရှင်ဟာသူမကိုအဲ့ဒီအိုးအတွက်ဒေါ်လာ1 သန်းနဲ့ချက်ချင်းဝယ်ယူကိုကမ်းလှမ်းခဲ့တာကြောင့်သူမဟာမျက်စိတမိတ်အတွင်းမှာပဲသူမရဲ့ထူးဆန်းတဲ့မျက်လုံးအစွမ်းနဲ့အတူဒေါ်လာတန်းကျော်တစ်ထည်မှတအူဖြစ်လာပါတော့တယ်